သွားပါပြီဗျာဒီခယူတွေကငါစိုက်ခင်းတစ်ခုလုံးကိုဖျက်ဆီးပစ်ကုန်ပြီအကုန်လွှင့်ပစ်မှာပဲ ဟဲ့အကိုဒီခယူတွေကိုဘာလို့လွှင့်ပစ်တာလဲဗျ ဟိုဗျာစိုက်ခင်းတစ်ခုလုံးကိုစားပစ်ကုန်လို့လေစိတ်ပြက်စရာကြီး ခဏလေးအကိုဒါတွေက white jade လို့ခေါ်တဲ့အဖိုးတန်ခယူဖြူလေးတွေပဲဟာအကိုမလို့ချင်ဘူးဆိုရင်ကျမကိုပေးမလား ရတာပေါ့ယူသွား ကျမလည်းဝမ်းသာအားရနဲ့ခယူတွေကိုအင်ယူလာခဲ့ပါတယ်ဒီနေ့တော့ဒီခယူဖြူလေးတွေကိုရှယ်ချက်စားကြမယ်ဗျာအရင်ဆုံးအညီကြီးတွေစီအောင်စားရည်ရှာလကာရည်နဲ့တီးတီးချချဆေးလိုက်မယ်ပြီးရင်တော့ကျမ်းမာရည်နဲ့ညီညွတ်အောင်အသီးအရွက်လေးတွေခီးမယ်အခုဆိုရင်ခယူတွေလည်းနူးဣနေအောင်ပြုတ်ပြီးသွားပြီအသီးအရွက်တွေဟင်းခအမွှေးအကြိုက်တွေနဲ့ရောပြီးအားလုံးကိုအချိုးကျကျချက်ပြုတ်လိုက်အောင်တငယ်ချင်းတို့ကြီးကျမတို့ကဒီလိုဟင်းမျိုးတွေရဖို့အပင်ပန်းခံချက်ပြုတ်နေပြီမေခမတို့ကတော့ဗီဒီယိုကိုလိုက်ပြီးဖို့ဝန်လေးနေကြတော့မယ်နော်ကဲအခုဆိုရင်နောက်ဆုံးအဆင့်အနေနဲ့စားလေးနည်းနည်းထပ်ထည့်ပြီးအပီးသက်လိုက်မယ်တငယ်ချင်းတို့ရောကိုဘွားမှာအထူးဆန်းဆုံးစားဖို့တဲ့ဟင်းကဘာလဲပြီးတော့အမေချက်တဲ့ဟင်းတွေမှာဘယ်ဟင်းကအကောင်းဆုံးလဲဆိုတာကွန်မန့်မှာရေးပြီးခဲ့ပါဦးကဲကြည့်လိုက်ကြပါဦးကျမတို့ရဲ့ခရုဖြူဟင်းကြီးကတော့အစင်သိမ့်ဖြစ်သွားပါပြီစမ်းနဲ့အတူတူအရသာခံစားကြည့်လိုက်ကြရအောင်အားလုံးပဲဗီဒီယိုလေးကိုသဘောကျရင်ဖုန်းလုံးလောက်ထားဖို့မမိနဲ့ဦးနော်